ကိုယူညီမလေးကတော့တာ ကိုကြီးဘယ်လိုလဲ ပြောတော့မှပြော ဘာပြောလဲညီမလေး မင်္ဂလာဖက်ဆန်တော့တက်နေလို့ပါ ပတ်စံနေပါလား ဟုတ်တယ်ကိုကြီးတောင်းချင်တာသုံးဖို့အတွက်ညီမလေးကတော့တာ ပြောနေဘာပြောအောင်တိုက်တော့မပြေဘူးတောင်းနေဟုတ်ပါရှစ်တောင်းနေ တော်ဝဲညီမလေးဟာကိုကြီးမှာဝယ်စားကောင်းကောင်းရှိတာပေါ့ညီမလေးကြောတဲ့မွေးနေကိုကြီးကဝယ်စားအတက်တွေဝဲညီမလေးရဲ့မင်္ဂလာပွဲမှာရှိုးထိုးပြအောင်ပါ ကိုကြီးကိုညီမလေးတစ်ခုလောက်တောင်းမှန်ခြင်းတယ် အားညီမလေးကဘာတောင်းမှန်းမလို့လဲဘာမှမတောင်းမှန်းနဲ့နော်တောင်းမှန်းစရာမလိုပါဘူးကိုကြီးကလေညီမလေးကိုအားလုံးခွင့်လို့ထားပြီးသားဟုတ်ပြီလားတောင်းမှန်းနဲ့မတောင်းမှန်းနဲ့ ညီမလေးကအဲ့လိုတောင်းမှန်ခြင်းတာမဟုတ်ပါဘူးအဲ့ငွေကိုယူပြီးတော့ညီမလေးရဲ့မင်္ဂလာပွဲကိုမလာဖို့အတွက်တောင်းဆိုခြင်းလို့ပါ ဒီရဲ့တချင်းကဒီနေရာမှာဖိမှာနော် ညီမလေးရဲ့မင်္ဂလာပွဲကိုကိုကြီးကမလာရဘူးဟုတ်လား ဟုတ်ပါတယ်ကိုကြီးကိုမင်းသားကုမ္ပဏီပိုင်ရှင်တတိဆိုတော့ညီမလေးတို့မင်္ဂလာဆောင်လာမယ့်လူတွေကကုမ္ပဏီပိုင်ရှင်လူကြီးလူကောင်းတွေကြီးပဲအဲ့လိုလူတွေကြားထဲမှာမှညီမလေးအကူကစီပင်မှာအမှိုက်သိမ်းနေဝန်ထမ်းမှာဆိုပြီးတော့ညီမလေးကဘယ်မျက်နှာနဲ့မိတ်ဆက်ပေးရမှာလဲပြီးတော့ ရပြီညီမလေးလောက်ဆိုရင်ကိုကြီးလာတယ်